ဒီညာရှိလာမဲ့လမ်းကနေစောင့်နေကြတယ်မကြခင်မှာပဲပညာရှိဟာသူတို့စောင့်နေတဲ့လမ်းအတိုင်းရှောက်လာတယ်သူတို့နားကိုပညာရှိရောက်လာတော့လူရန်ကားတွေရဲ့ခေါင်းဆောင်ကပညာရှိခဏရပ်ပါအောင်လို့ပြောတယ်ပညာရှိကရက်နေတယ်အဲဒီကမှလူရန်ကားခေါင်းဆောင်ကြီးကပညာရှိအဒီပညာရှိကြီးဟာပညာရှိပါပြီတယ်လို့ဒီရနီးရဝေးမှာတရင်ကြည့်နေတဲ့သူပဲတကယ်ပဲပညာရှိတယ်မရှိဘူးဆိုတာကျုပ်တို့သိကျင်လို့ပါကျုပ်ခုမေးတဲ့ပြဿနာလေးကိုဖြေစီခြင်းပါတယ်လို့ခနဲ့တဲ့လေတံနဲ့သူ့လက်ထဲမှာစောက်ကင်ထားတဲ့ငှက်ကိုလည်းပညာရှိရဲ့မျက်နှာအနားမှာပြပြီးတော့မေးတယ်ကဲပညာရှိကြီးကျုံမေးတဲ့မေးခွန်းကိုဖြေစမ်းပါကျုပ်လက်ထဲမှာရှိတဲ့ငှက်ဟာအသေးလားအရှင်လားလူရန်ကားခေါင်းဆောင်နဲ့သူ့အဖွဲ့ကတော့ပညာရှိဟာတခုခုတော့ဒီမှာပဲလို့ထင်နေကြတယ်ဖြေတိုင်းလေမှားမှာပဲဒီလိုမှားရင်တော့ဒါလည်းလားကွာပညာရှိဒီလောက်ပြဿနာလေးကိုတော့မှတ်အောင်မဖြစ်နိုင်ဘူးဆိုပြီးဟာတာရီမောဖို့လောင်ပြောင်ကြဖို့ဟာမြင်ထားကြတယ်ဒါပေမဲ့ညီညာရှိရဲ့အဖြေကသူတို့ထင်ထားညှို့လင့်ထားတဲ့အဖြစ်မျိုးထွက်မလာတော့ပါဘူး။ဘာကြောင့်ဆိုတော့လူရင်းကားကောင်းဆောင်ရဲ့လက်ထက်မှာစောက်ကင်ထားတဲ့ညငယ်ကိုကြည်ပြီးပညာရှိဖြေလိုက်ဖို့ကမောက်တဲ့ဘောအတိုင်းပါပဲတဲ့။ဒီညာရှိဆိုတဲ့သူ့စကားရဲ့ဖြေထဲမှာဒီညာအပြစ်ပါနေတယ်။အမျိုးမျိုးနေလေအများကြီးပါနေတယ်။လူရန်ကားတွေပေါ်ဂယုဏတချင်းတွေလည်းပါနေတယ်ငငယ်ရဲ့တေမှုရှင်မှုဟာလူရန်ကားရဲ့လက်ထဲမှာပဲရှိနေတယ်သူကအရှင်မာလို့ဖြေလိုက်ရင်လေလူရန်ကားကငငယ်ကိုညစ်သက်မှသူသိနေတယ်ငငယ်ဟာအသေးပါလို့ပြောရင်လေလူရန်ကားကငငယ်ကိုလွတ်ပြမှာကိုသူသိတယ်ငငယ်ရဲ့တေမှုရှင်မှုနဲ့မားမှုမှန်မှုတွေဟာလူရန်ကားရဲ့လက်ထဲမှာပဲရှိနေတယ်လူရန်ကားပြုတဲ့အတိုင်းလူရန်ကားရဲ့ဆန္ဒသဘောထားအတိုင်းဖြစ်ဖို့ရှိနေတယ်ဆိုတာပညာရှိဟာညင်းနေတယ်လောက်တယ်မကားသေးဘူးလူတဟုဟာမိမိဘဝကိုကောင်းအောင်စိုးအောင်လူမိုက်ဖြစ်အောင်လူလိမ္မာဖြစ်အောင်တိုးတက်အောင်မြင်သူဖြစ်အောင်ဂျာရှုံးသူဖြစ်အောင်ဗရဏအဖြစ်မိမိကိုယ်တိုင်ဖန်တီးနိုင်တယ်မိမိဘဝဟာ